ထိုင်းမှာ visa free ရအောင်ကျွန်တော်တို့ဘယ်လိုလုပ်ကျွန်တော်တို့ထိုင်းမှာအိမ်ချမ်းမြေ investment လုပ်ဖို့စိတ်ဝင်စားနေတဲ့ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ဒီသတင်းကောင်းလေးတစ်ခုပြောပြခြင်းတယ်သတင်းကောင်းကအခုလက်တလုံးမှာအရန်ဟောနေတယ်ကွန်ဒိုဝင် long term investment visa ရမယ်ဆိုတဲ့ဟာလေးအဲ့ဒါကအခုအတည်ပြုပြီးသွားပြီဒီ visa ကိုပေးမဲ့ developer ကဒီထိုင်းရဲ့ top 1 developer ဖြစ်တဲ့ Sansiri ကကျွန်တော်တို့ပေးမှာသူ့ရဲ့ဒီ project တွေရဲ့3 million အထက်ကိုဝယ်တဲ့သူတိုင်းကိုကျွန်တော်တို့က20သက်တမ်းရှိတဲ့ long term investment visa ကိုကျွန်တော်တို့ပေးသွားမှာဖြစ်ပါတယ်ဗျဒီ visa ကကျွန်တော်တို့ပထမတစ်ခါလျှောက်ပြီးတဲ့အချိန်မှာ15လ18လစာရမယ်ပြီးသွားရင်နောက်နှစ်တိုင်းတစ်နှစ်ပြီးတစ်နှစ်သက်တမ်းတိုးသွားအောင်ပဲဗျပြီးတော့ကျွန်တော်မိတ်ဆွေတွေလည်းမိဘတွေကလေးတွေကိုယ့်ရဲ့အိမ်အောင်ဘက်တွေပေါ့အကုန်လုံးကိုလည်းဒီ visa ကအကျုံးဝင်သေးတယ်မိတ်ဆွေတယောက်လည်းရှောက်ရုံနဲ့တော်တော်လေးကောင်းတဲ့အခွင့်အရေးလို့ပြောလို့ရတယ်ဒီအရွေးတစ်ခုကကျွန်တော်တို့နေထိုင်ခွင့် visa နဲ့ကျွန်တော်တို့ကတန်နေပြီဒီ visa လျှောက်တဲ့ဈေးကလည်းကျွန်တော်တို့က27,000ပဲရှိတယ်အဲ့တော့ကျွန်တော်တို့မိတ်ဆွေတွေနဲ့ကွန်ဒိုတစ်လုံးဝယ်လိုက်တာနဲ့ visa free ရလိုက်ပြီပဲနောက်နှစ်တွေမှာကိုယ်တိုင်သက်တမ်းတိုးလို့ရတယ်ပြီးတော့ဒီကွန်ဒိုပိုင်နေသေးကကျွန်တော်တို့ကဒီ visa ကိုဆက်ရသွားမှာပေါ့အသေးစိတ်သိရှိလိုပါကကျွန်တော်တို့ G1 ဘန်ကောက် property မှာအသေးစိတ်ဆက်သွယ်စုံစမ်းမေးမြန်းလို့ရပါတယ်ဗျပြီးတော့အောက်ကဖုန်းနံပါတ်လေးတွေကိုလည်းဆက်သွယ်လို့ရပါတယ်